လန်းကြောင်းမပြောခင်ပထမဆုံးပြောချင်တာကဒါကဂျုံဝစ်ပါဒါကတော့အောင်ရဲလေမှာဒီလိုရှင်းပြရတာကလည်းပရိသတ်တွေအမြင်မှားနေမှာဆိုလို့ပါဇလန်းကိုအစပြောရရင်ဒီကားမှာပါဝင်သူဒီကားဆက်ဆောင်က၄ခုပဲရှိတယ်အရသမားရဲ့ချူစီရဲ့ဆက်ဆက်လူးစိန်နဲ့ဒိတ်လိုမမရဲ့ပေါ့ဒီကားမှာအောင်ရဲလေးရဲ့စပင်ကေကိုတော့အကြိုက်ဆုံးပဲဒါကတော့အမှန်တိုင်းဝန်ခံလိုက်တာပါပြောရရင်ဒီပြမကားလေးကအောင်ရဲလေးကချူစီရုပ်ချောပြီးစပင်ကတော့နည်းနည်းကြောင်စီစီနဲ့အံအောင်လို့မဆုံးဘူးအဲ့ဒါနဲ့သူတက်ကျွမ်းတဲ့ပညာကတော့အသက်ကြီးတဲ့တတိမှာစိုးမြတ်သူစာတွဲပြီးချူစားကဘဝကိုတတရာလေးနေပြီမယ်စိုးမြတ်သူစာမှာယောက်ျားဆုံးပြီးအောင်ရင်လေးနဲ့မသိမရင်သားတစ်ယောက်ရှိတယ်သားကတော့လိမ္မာလွန်းလာတယ်ပြောရမယ်တော်တော်လိမ္မာပါတယ်အားနေကားပြိုင်လိုက်တောက်လိုက်စားလိုက်နဲ့လူစားဒီနေ့သူတငယ်ချင်းကအောင်ရင်လေးနဲ့စိုးမြတ်သူစာတို့ချင်းတွေ့နေတာကိုဗီဒီယိုရိုက်ပြီးတားရသမားဖြစ်သူပြတယ်ဖြစ်သူကရှမ်းရမ်းပြီးသူ့မိကိုင်သွားရှာတော့နေရငါသားငါနေအမေဆိုပြီးဘာညာပြောကပေါ့လဝါနဲ့မိတ်ဆက်ပေးလိုက်တယ်ပေါ့။အော်ရောက်ခမဖြစ်သူကငါသားတစ်ဖြစ်လေစိုးမြတ်သူစားယောက်ျားတေးရတာနေဖော်ကင်ငိမ့်မနီလို့ဆိုပြီးစူပူချင်းမောင်းတာပေါ့။ဒါလည်းစိုးမြတ်သူစားရဲ့အချင်းနဲ့ပတ်သက်လာရင်မိပင်လေးကိုဖြတ်ကူးမစိတဲ့ဘူးတော့တားလို့မရပါဘူး။ဒီနေ့အလုံးမရှိကံမရှိနှစ်အောင်ချူစီဘဲနဲ့ရသမားတော့ဘီယာဆိုင်မှာတွေ့ကြပြီးရသမားချူစီဘဲကိုမင်းချူစားနေတာငါအမေကွာဆိုပြီးငိုစိမ့်နဲ့ပြောပါတယ်ဒါကိုချူစီဘဲကဒေါ်လာထွက်ပြီးဒီကောင်ပထွေးကိုစော်ကားနေတယ်ဆိုပြီးသူ့မိစုမြတ်သူစားကိုတတ်တိုင်ပါတယ်အဲ့ချိန်ရသမားညီမဆက်ဆက်လူးဆိုင်ရောက်လာပြီးပွဲကအခုမှစပါတော့တယ်ရသမားနဲ့ဆက်ဆက်လူးကတော်တော်လေးချစ်ကြပါတယ်ငယ်တုန်းကလည်းចောင်းသားတူတူပေါ့ပြဿနာအသက်30တဲ့ចောင်းသားလုံနေတာပါပဲအံအောင်လို့မဆုံးတော့မောင်နှမဆိုပေမဲ့လည်းသွေးမတော်သားမဆက်ပင်ကလာမောင်နှမတွေပါပဲဆက်ဆက်လူးကတော့ဖဲရှိတယ်ရသမားကတော့လက်တာနဲ့ညီမလေးကိုဆွဲစားမယ်ဆိုတာကြီးပဲအဲ့ချိန်အောင်ရလင်းကတားကက်ပြောင်းသွားပြီးဖုန်တက်ပြီးဒိတ်လွန်နေတဲ့စိုးမြတ်သူစားကိုပြက်တစ်လေးဖြစ်တဲ့ဆက်စလူးမောင်ချိန်ပါတယ်ဒါကိုတိုင်တော့လက်မခံနိုင်ပါဘူးချူစီကတော့အမှန်ကန်ပဲချုပ်ပြီးအမေကနေသမီးကိုမြောက်လဲနေတာပေါ့အဲ့ချိန်ရသမားကလည်းမင်းကရမ်းချစ်တယ်ညီမတွေဘာတွေမသိတော့ပဲအရန်ချစ်တယ်အရန်မြင်လို့တွေထားလို့တာဆက်လိရှုပ်ကုန်ဟောအဲ့ချိန်ဆက်ဆက်လူးကလူမြင်အောင်ထွက်ပြီးချူစီပဲကဆက်ဆက်လူးမဟုတ်ပြန်ပြီးဆွဲအရသမားကလာခဲ့ကြောက်ကြောက်နဲ့ပြီးရင်တိုက်ပွဲပြုတ်ကြဆက်ဆက်လူးကြွတာအရသမားကြောင့်ဆိုပြီးချူစီပဲကအရသမားကိုတီးသူ့တောက်တီးရမလားဆိုပြီးဒိတ်တော်မမကချူစီပဲကိုထက်တီးနောက်ဆုံးဒိတ်တော်မမပဲလွတ်ပြီးအကုန်ကြွအံအောင်လို့မဆုံးတဲ့မြန်မာကားလေးပေါ့ဒီနေရာမှာတဆုံးတက်ရင်ဒိတ်တော်မမတွေပဲအသက်ရှင်တဲ့ကြောင့်ဒီကားလေးကတတိပေးလိုက်ရတယ်ဗျ